ဂျက်ကီချန်ကိုယ်တိုင်တောင်လက်တွေ့ဘဝမှာကြောက်ရတယ်လို့ဝန်ခံခဲ့ရတဲ့တူရဲတော်မင်းသားရှိပါတယ်သူကတော့ဝမ်ကြောင်လီပါဒါဟာကြော်ညာယုံတက်မဟုတ်ပဲတကယ်ကိုအနေရများခဲ့တာပါဝမ်ကြောင်လီဟာရုပ်ရှင်တွေကလူချမ်းတယောက်တက်မဟုတ်ပါဘူးသူဟာပြင်းထန်တဲ့ဘေးတိုက်ကန်ချက်တွေကြောင့်နာမည်ကြီးတဲ့စစ်မှန်တဲ့တိုက်ကွန်ဒိုဆရာကြီးတူပါသူ့ရဲ့ကန်ချက်တွေဟာဓာတ်တလက်လိုပဲမြန်ဆန်ပြီးတိကျလုံးပါတယ်ရိုက်ကွင်းပေါ်မှာသူဟာအယောင်ဆောင်တာမျိုးမလုပ်ပါဘူးစတန်တွေကိုကိုယ်တိုင်လှုပ်လို့ရှိတဲ့ဂျက်ကီချန်တောင်မှသူ့ကိုရင်ဆိုင်ရတာကစားစရာမဟုတ်မှန်းသိနေခဲ့ပါတယ်။အကွာဝေးတွက်ချက်မှုတစ်ခုလောက်မှားယွင်းသွားတာနဲ့တဲ့အယိုးတစ်ခုခုတကယ်ကျိုးသွားနိုင်ပါတယ်။ Drunken Master နဲ့ Snake and the Eagle Shadow လိုရုပ်ရှင်တွေမှာဝမ်ဟာကင်မရာရှေ့အတွက်ဆိုပြီးသူ့ရဲ့ပြင်းအားကိုဘယ်တော့မှရှုံးမချခဲ့ပါဘူး။သူ့ရဲ့ရိုက်ချက်တိုင်းမှာရည်ရွယ်ချက်အပြည့်ပါဝင်ပြီးရိုက်ချက်တိုင်းမှာလည်းအပြန်အလှန်လေးစားမှုကိုခံစားရစေပါတယ်။ဂျက်ကီဟာတီထွင်ဖန်တီးမှုစီချက်နဲ့လိုက်ရောညီထွေဖြစ်မှုဆိုရင်ဝမ်ဟာအေးဆက်မှုတိကျမှုနဲ့စစ်မှန်တဲ့အားရင်ပါပဲဒီလိုပုံစံမျိုးကိုကြံဖန်ဖန်တီးလို့မရသလိုအတုလုပ်လို့လည်းမရပါဘူးဒါကြောင့်လည်းသူတို့ကြားမှာလောက်ကြံဖန်တီးထားတဲ့တိုင်ဆိုင်မှုမျိုးမရှိပဲအကျွမ်းမဲ့လေးစားမှုပဲရှိခဲ့တာပါဆရာကြီးတယောက်ကနောက်ထပ်ဆရာကြီးတယောက်ကိုအတိမတ်ပြုတဲ့အခါနာမည်ကြီးချင်လို့ကြောက်တယ်လို့ပြောတာမျိုးမဟုတ်ပါဘူးအသက်ရှင်ကျန်ရစ်ဖို့အကြောင်းကိုပြောတာဖြစ်ပြီးဒီလိုလေးစားမှုမျိုးဟာတကယ်ပဲထိခိုက်နိုင်ခြင်းအောင်လုံနိုင်စွမ်းရှိသူတွေအတွက်သာတည်တံ့ရှိတာမျိုးဖြစ်ပါတယ်